လွန်ခဲ့တဲ့6နှစ်ခန့်ကလီရိုနယ်ဆိုတဲ့အမျိုးသမီးဟာသူမရဲ့တငယ်ချင်းတွေနဲ့အတူတားမြစ်ထားတဲ့ဘာသာရေးထုံးတမ်းတစ်ခုကိုချိုးဖောက်မိခဲ့ကြပါတယ်။ဒီလုပ်ရက်ကြောင့်နောက်ဆက်တွဲတွေဟာကန်ဆုံးမှုတွေသာဖြစ်ပေါ်လာခဲ့ပါတယ်။လက်ရှိအချိန်မှာတော့လီရိုနယ်ဟာသူမရဲ့သမီးလေးကိုပြန်လည်ဆောက်ရှောက်ခွင့်ရလာပေမဲ့အတိတ်ကကျင်းစာဟာသူ့သမီးလေးစီကိုကူးဆက်လာတဲ့အခါမှာတော့လီရိုနယ်တယောက်အသေးအတန်ကာကွယ်ဖို့ကြိုးစားရပါတော့တယ်။ကဲဒီတော့ထုံးစံအတိုင်းဇလန်းအကြောင်းအရင်မရှင်းပြခင်ဇလန်းတွေကအကြောင်းအရာတွေနဲ့ဆက်ဆက်တဲ့နတ်ဖျားမအကြောင်းကိုအရင်ရှင်းပြပေးပါမယ်။မာသာဗုဒ္ဓရဲ့အစမာသာဗုဒ္ဓလို့ခေါ်တဲ့ဒီနတ်ဖျားမဟာဗုဒ္ဓဘာသာနဲ့လုံးဝမသက်ဆိုင်ပါဘူး။သူမဟာတရုတ်နိုင်ငံယူနန်ပြည်နယ်ကလာတာပါ။အဲ့ပြည်နယ်မှာအမောင်ကိုင်းတစ်ခုကသူမကိုကိုးကွယ်ကြပါတယ်။သူမဟာအရင်ကတည်းကကျင့်စာတွေမော်ပညာတွေနဲ့နေထိုင်လာခဲ့ပြီးသူ့ဝိညာဉ်ကိုနတ်ဆိုးအဖြစ်အစိမ့်မြင့်တင်လိုက်တယ်လို့ယူဆရပါတယ်။ဒီနဲ့ဖျားမကသူ့ကိုမြင်တဲ့သူသိတဲ့သူတိုင်းကိုဒုက္ခပေးတတ်ပြီးအညိုအတေးကြီးတဲ့နတ်ဆိုးမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ကိုးကွယ်ပုံအစင်စင်အဲ့နဲ့ဖျားမဟာယူနန်မှာထိုင်ဝမ်ကိုရောက်ရှိလာခဲ့ပြီးချမ်းမျိုးနွယ်စုကကိုးကွယ်ကြပါတယ်။သူတို့ကဒီနဲ့ဖျားမကိုရွာရဲ့ကာကွယ်စောင့်ရှောက်သူအဖြစ်ယုံကြည်ကြပါတယ်။ဒါပေမဲ့ဒီနဲ့ဖျားမကိုဖျားလိုကိုးကွယ်နေတာမျိုးမဟုတ်ပဲပေးဆက်မှုတွေတော့ရှိပါတယ်။ဒီနဲ့ဖျားမကိုကိုးကွယ်စည်းကပ်ရင်လက်လာပါတိုးခြင်းစီးပွားကောင်းခြင်းနဲ့အစာရည်သာပိုးများခြင်းစတဲ့ကောင်းကျိုးတွေရရှိနိုင်တယ်လို့ယူဆကြပါတယ်။နတ်ဖျားမစီတိုဆက်တာပုံတကယ်တော့ဒီနတ်ဖျားမဟာအောက်လန်းဆုံးမကနေနတ်ဆိုးအသွင်ယူထားတဲ့သူဖြစ်နေပါလေ။အောက်လန်းဆုံးမတယောက်ဖြစ်တဲ့အပြင်နတ်ဆိုးပါဖြစ်နေတာကြောင့်တကူမှားယွင်းသွားရင်တော့ကောင်းတဲ့အရာတွေကိုမျှော်လင့်ဖို့ကမဖြစ်နိုင်တော့ပါပဲ။နောက်ပြီးနတ်ဆိုးတွေရဲ့ထုံးစံအတိုင်းရစ်ပူဇော်ပေးရပါတယ်။ချမ်းမျိုးနယ်စုရွာသားတွေဟာနတ်ဖျားမကို10နှစ်တကြိမ်ရစ်ပူဇော်ပေးတယ်လို့ယူဆရပါတယ်။အောက်လန်းကိုးကွယ်မှုတွေမှာဆယ်စုနှစ်ဆိုတာကမျိုးဆက်တစ်ခုရဲ့အရှိန်အဝါအပြောင်းလဲကာလလို့သတ်မှတ်လေးရှိပါတယ်။ရွာသားတွေကဒီနတ်ဆိုးကိုဒီရွာမှာပဲဆက်ပြီးချုံနှောင်နိုင်ဖို့နဲ့သူတို့အပေါ်ရံမမှုဖို့အတွက်ဆယ်စုနှစ်တစုစာအာမခံချက်အနေနဲ့ကလေးတစ်ယောက်ကိုရစ်ပူဇော်ပေးကြပါလေ။နတ်ဖျားမရဲ့ရုပ်တုအကြောင်းနတ်ဖျားမမှာလက်ရှိချောင်းပါပါတယ်။ဘယ်ဘက်ချမ်းကနေစပြောရရင်သပင်းကိုကင်ထားတဲ့လက်ဖျက်ကိုကင်ထားတဲ့လက်နဲ့အိုးတလုံးကိုကင်ထားတဲ့လက်တွေရှိပါလေ။ကျွန်တော်အရင်တုန်းကပြောခဲ့သလိုပဲသပင်းဟာလူတစ်ယောက်ရဲ့အသက်ဝိညာဉ်နဲ့ချိတ်ဆက်ထားတယ်လို့ယူဆတာကြောင့်ချိန်စာပြန်ပွားဖို့အဓိကအရေးပါပါလေ။တရုတ်ရှီဟောင်းမော်ပညာမှာအစိတ်ရှိတဲ့တတဝါ5မျိုးလို့တင်စားကြတယ်။မွေကီမီကောင်ကင်းချင်များအိမ်မြောင်နဲ့ဖျက်တို့ကိုအိုးတလုံးထဲမှာအတူတူထားပြီးနောက်ဆုံးရှင်ကျန်တဲ့အကောင်ကိုအစိတ်တွေစူးစီးနိုင်တဲ့ကောင်တနည်းအားဖြင့်အောင်လန်းပညာအတွက်အရန်အစွမ်းထက်တဲ့အကောင်အဖြစ်ချိန်စာတိုက်ရမှာအသုံးပြုကြပါလေဒီနေရာမှာတော့နတ်ဖျားမဟာဖားကိုအသုံးပြုထားတာကိုတွေ့ရမှာပါဖားဟာလူတွေရဲ့အမည်စရင်းတွေအင်းအိုင်နဲ့သပင်းလိုမျိုးအရာတွေကိုပါဇက်ထဲကိုထည့်သွင်းနိုင်တာကြောင့်အသုံးပြုတာပဲဖြစ်ပါလေဘယ်ဘက်လက်အောက်ဆုံးကအိုးတလုံးကိုလည်းတွေ့ကြမှာပါအဲ့ဒီအိုးထဲမှာချိန်စာအစွမ်းပိုထက်အောင်လူအသားစားတွေဥတွေအချင်းတွေအင်းအိုင်လက်ဖွဲ့တွေစတဲ့အစီအရင်တွေတင်စီထားရနေရတယ်ဖြစ်ပါလေကဲဒါဆိုညာဘက်ချမ်းကိုဆက်သွားလိုက်အောင်ညာဘက်ချမ်းကလက်တွေမှာတော့ခေါင်းပြက်တစ်လုံးသွေးထည့်ထားတဲ့ပကံနဲ့ကြီးစုသူပဲမျက်နှာမူထားတဲ့လက်အနေထားတွေရှိပါလေခေါင်းပြက်ကိုကင်ထားတဲ့လက်ရဲ့အဓိပ္ပာယ်ကတော့နတ်ဖျားမစီကိုချင်းကပ်မိတာနဲ့အသက်နဲ့ခန္ဓာကိုယ်ကိုသူဟာပိုင်ဆိုင်သွားပြီဆိုတဲ့သဘောပါချမ်းမိသားစုဟာဒီနတ်ဖျားမကိုတောက်လျှောက်ကိုးကွယ်လာခဲ့တာကြောင့်သူတို့မျိုးဆက်ရဲ့အသက်ဝိညာဉ်ကအဲ့ဒီနတ်ဖျားမစီမှာရှိနေပါလေသွေးထည့်ထားတဲ့ပကံကတော့သူ့အတွက်အာဟာရဖြည့်ဖို့ပါတာမန်လူတွေလိုအစားမစားတဲ့သူမအတွက်လက်ဆက်တဲ့သွေးကသူ့ကိုအားဖြည့်စေမှာပါသွေးဟာရှင်သန်ခြင်းရဲ့အနှစ်သာရဖြစ်လို့သူမကိုသွေးနဲ့ပူဇော်မှသာအစွမ်းထက်လာမှာဖြစ်ပြီးသူ့ကိုကိုးကွယ်တဲ့ရွာသားတွေကိုစောင့်ရှောက်ပေးနိုင်မှာပါကြီးစုသူတွေဘက်ကိုမျက်နှာမူထားသောလက်ဒီလက်ဟာတစုံတစ်ခုကိုတောင်းနေပုံနဲ့ဆင်တူပါတယ်ပစ္စည်းကင်ထားတဲ့လက်ထက်ပစ္စည်းမကင်ထားတဲ့လက်ကပိုလို့တောင်ကြောက်ဖို့ကောင်းပါတယ်သူမဟာကိုးကွယ်သူတွေကိုငါးစီကိုလာခဲ့ပါငါရဲ့ချိန်စာကိုလက်ခံယူပါဆိုပြီးဖိတ်ခေါ်နေတာပါလက်ထဲမှာပစ္စည်းရှိမနေခြင်းကမင်းတို့သာငါ့ကိုကိုးကွယ်မယ်ဆိုရင်ငါကအစင်သင့်လက်ခံပြီးသားလို့ဆိုတဲ့သဘောကိုပြောချင်တာပါနတ်ဖျားမခန္ဓာကိုယ်ပေါ်ကကလေး2ယောက်ဒီနတ်ဖျားမခန္ဓာကိုယ်ပေါ်ကကလေး2ယောက်ဟာရင်ဝင်နားနဲ့ခြေထောက်နားမှာရှိနေပါလေတာမန်နယ်ရုပ်ထုတွေမှာကလေးပါရင်စောင့်ရှောက်ခြင်းရုပ်ထုလို့အဓိပ္ပာယ်ရပေမဲ့ဒီနတ်ဖျားမကတော့ပြောင်းပြန်ပါ
ရင်ဝင်နာကလေးကိုတော့ချစ်လို့ချီထားတာမဟုတ်ပဲစားသုံးမှုအတွက်အနည်းဆုံးမှထားထားတာလည်းဖြစ်နိုင်ပါလေခြေထောက်နာကလေးကတော့နတ်ဖျားမရဲ့လွှမ်းမိုးမှုကနေမလွတ်နိုင်ဘူးလို့ပြောချင်တာပါကလေးတွေကိုမှရွေးစားတဲ့ဒီနတ်ဖျားမဟာဘိုက်ကြီးလက်အတော်ကိုဖောင်းကာနေပါလေဒါကိုကြည့်ချင်းအပြင်သူမဟာဘလောက်တောင်ရက်ဆက်နိုင်တယ်လဲဆိုတာကိုသိတာထင်ရှားစေပါလေကဲဒါဆိုလက်ချောင်းချောင်းပြီးသွားပြီဆိုတော့မူရင်းလက်နှစ်ချောင်းစီကိုဆက်သွားပါမယ်လက်အုပ်ချီတာကရင်ကျိုးမှုတစ်ခုလို့ဆိုနိုင်ပေမဲ့ဒီနဲ့ဖျားမမှာတော့လက်ပွားနှစ်ဖက်ကိုအတွင်းသို့ဆွဲယူထားပါလေဝင်လာသမျှအရာအလုံးကိုပြန်မထွက်လာအောင်လှုပ်ထားတဲ့ပုံစံမျိုးပဲဖြစ်ပါလေဒီသင်္ကေတကိုလုံးမိတဲ့သူကနတ်ဖျားမနဲ့ချိတ်ဆက်နိုင်ပြီးချိန်စာလွှမ်းမိုးမှုကိုခံရတော့မှာပဲဖြစ်ပါလေနတ်ဖျားမရဲ့ဦးခေါင်းအထက်ကခေါင်းငါလုံးနတ်ဖျားမခေါင်းပေါ်ကခေါင်းငါလုံးအဆောင်ဟာတိဘက်နဲ့တရုတ်အမောင်လောကယုံကြည်မှုတွေမှာအင်မတန်မှနှဆိုင်ပါလေတာမန်အခြေအနေမှာဆိုဒီအရာဟာအောင်မြင်ခြင်းလို့ဆိုပေမဲ့ဒီမှာတော့ကိလေသာ၅မျိုးကိုကိုစားပြုထားပါတယ်လောဘဒေါသမောဟမာနနဲ့ကိတ္တမစ္စရိယတွေပြည့်နှက်နေတဲ့လူတွေကိုကျိန်စာနဲ့ထိန်းချုပ်ရတာဟာနတ်ဖျားမအတွက်တော့အင်မတန်မှလွယ်ကူလာပါတယ်ခေါင်းဆောင်ဟာနတ်ဖျားမရဲ့တရက်ဖူလိုမျိုးအောင်နိုင်ခြင်းကိုရည်ညွှန်းထားပါတယ်ငါရဲ့အထက်မှာဘယ်သူမှမရှိဘူးကိလေသာ၅မျိုးကိုအလဲကျပိုင်ဆိုင်ထားတဲ့နင်တို့လိုလူမျိုးတွေဒုက္ခရောက်ရင်တော့ဘယ်သူမှလာกินနိုင်မှာမဟုတ်ဘူးလို့ဆိုလိုချင်တာပါနတ်ဖျားမအရှိကခွတ်၃ခွက်အမောင်လောကပူဇော်မှုမှာနတ်ဆိုးတစ်ပါးကိုအဆင့်၃ဆင့်နဲ့ပူဇော်လေးရှိပါတယ်ပထမခွက်ထဲမှာတက်ရှိတကောင်ရဲ့အသားဆိုင်ဒုတိယခွက်ထဲမှာတော့တက်ရှိတကောင်ရဲ့သွေးတတိယခွက်မှာတော့တက်ရှိတကောင်ရဲ့ဝိညာဉ်ဒီသုံးခုပြည့်စုံသွားရင်ကျိန်စာဟာအစွမ်းထွက်သွားပြီးပြူစားခံရတဲ့လူကိုအပီးတိုင်ဖျက်ဆီးနိုင်ပါပြီဇကားထဲမှာတော့သွားသပင်းနဲ့ပြားတွေကိုပူဇော်ထားတာကိုသတိထားမိမှာပါသွားဟာခန္ဓာကိုယ်မှာအမာဆုံးနဲ့ကြာရှည်အခန့်ဆုံးဖြစ်တာကြောင့်လူတစ်ယောက်ရဲ့ခုခံနိုင်စွမ်းကိုဖျက်ဆီးပြလိုက်တာပါသပင်ကတော့အရှိမပြောခဲ့သလိုပဲဝိညာဉ်သဘောမျိုးဖြစ်လို့သူပိုင်ဆိုင်သွားပြီဆိုတဲ့ပုံစံမျိုးပါနောက်ဆုံးတစ်ခုဖြစ်တဲ့ပြာကတော့တည်ဆုံးသွားတဲ့လူဟာသူ့မချင်ရင်နာမှာပြာဖြစ်နေအဆုံးသတ်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ပါဒါတွေကတော့နတ်ဖျားမရုပ်တုနဲ့သက်ဆိုင်တာတွေဖြစ်ပြီးနတ်ဖျားမရဲ့ကျိန်စာအလုံးလုံးပုံတွေစီကိုဆက်သွားပါမယ်ဒီနေရာမှာကျိန်စာတက်ရောက်ပုံတွေကအများကြီးရှိပါတယ်အများကြီးရှိတဲ့တဲကမှပထမဆုံးဖြစ်တဲ့မျိုးရိုးကျိန်စာအကြောင်းကိုအရင်ပြောပြပေးပါမယ်ချမ်းမျိုးရိုးဟာဒီမာသဗုဒ္ဓကိုအစဉ်အဆက်ကိုးကွယ်လာတာကြောင့်သူတို့တရွာလုံးဟာကျိန်စာသိနေကြပါတယ်ကျွန်တော်အရှိမပြောခဲ့တော့ကနတ်ဖျားမဟာကလေးရဲ့ဝိညာဉ်တွေကိုစားသုံးတယ်ဆိုတာပါဒီနေရာမှာဝိညာဉ်ကိုစားသုံးတယ်ဆိုတာကတပ်ပစ်တာမျိုးတော့မဟုတ်ပါဘူးနတ်ဖျားမကကလေးတယောက်ရဲ့ဝိညာဉ်ကိုယူဖို့ရွာသားတွေရဲ့အကူအညီကိုလိုအပ်ပါတယ်ချမ်းမျိုးရိုးဟာသူတို့ရဲ့ကလေးတွေကို10နှစ်တခါအလှည့်ကျနတ်ဖျားမစီကိုဆက်သားရပါတယ်ဘာကြောင့်လဲဆိုရင်နတ်ဖျားမရဲ့ကျိန်စာတွေသူတို့စီကိုအများကြီးမကြရအောင်ပါဒီထက်ရှင်းအောင်ထပ်ပြောရရင်ရွာသားတွေဟာကိုဝင်ရှိစဉ်ကတည်းကသူတို့နာမည်နဲ့သူတို့ကလေးတွေရဲ့နာမည်တွေကိုနတ်ဖျားမစီအပ်ထားပါလေဒီလိုအပ်ထားတာကနတ်ဖျားမရဲ့ကျိန်စာရှော့ပုံမှုကိုရကြပါလေကလေးတွေကိုတော့နတ်ဖျားမရဲ့ရေပူဇော်ကန်တွေအဖြစ်အသုံးပြုကြပါလေဒီနေရာမှာဥပမာလေးတစ်ခုနဲ့ရှင်းပြခြင်းပါလေရွာတရွာမှာအမိုက်ပုံတစ်ပုံရှိတယ်ဆိုရင်အမိုက်ပုံနဲ့နီးတဲ့အိမ်ကအမိုက်နှံကိုအပြင်းထန်ဆုံးခံစားရမှာပါဒီဇကားထဲမှာလည်းဒီလိုပါပဲငယ်ရွယ်ပြီးဖြူစင်လာတဲ့ကလေးတွေကလူကြီးတွေရဲ့စာနတ်ဖျားမရဲ့ကျိန်စာကိုအပြင်းထန်ဆုံးခံစားရပါတယ်ဒါဆိုမေးစရာရှိလာတာကရွာသားတွေကများရင်ကလေးမွေးနှုံးလဲများမယ်ဒါဆိုရွာသားတွေကကလေးတိုင်းကိုနတ်ဖျားမစီရစ်ပူဆိုတာလားဒါကိုဖြစ်ရမယ်ဆိုရင်အားလုံးကိုရစ်ပူစော်မှုမပြုလုပ်ပဲအရွေးချယ်ကန်တအူးလေးကိုသာရစ်ပူစော်ပါလေအရွေးချယ်ကန်ဖြစ်မဖြစ်ဆိုတာကတော့ဘလို့သိနိုင်မလဲဒါကိုတော့ရွာကအကြီးအကဲကလက္ခဏာကြည့်တာကလေးဟာငငယ်ကလေးကနတ်ဖျားမစီမှာနာမည်အပ်ထားတာကြောင့်အရွယ်ရောက်လာတဲ့အချိန်မှာတော့နတ်ဖျားမနဲ့ဆက်သွယ်နိုင်တာနန်လောကသားတွေကိုမြင်နိုင်တာဒါတွေဖြစ်လာပြီဆိုရင်သူဟာနတ်ဖျားမရဲ့အရွေးချယ်ခံဖြစ်လာပြီလို့ဆိုလိုပါတယ်ဒါအကြောင်းလီရိုနန်ရွာကိုလာတော့ရွာကလူတွေကသစိမ်းမို့အဝင်မခံပါဘူးသို့ပေမဲ့လီရိုနန်ရီစာတုံကချမ်းလူမျိုးဖြစ်နေပါလေလီရိုနန်ဟာတုံရဲ့ရီစားပါလို့ပြောလိုက်တော့ရွာကအကြီးအကဲကလက္ခဏာကြီးခဲ့ပါလေချမ်းလူမျိုးဖြစ်တဲ့ဒုံရဲ့သွေးသားကလီယိုနက်ကိုထဲမှာရှိနေတာကြောင့်ဘိုက်တဲကကလေးကိုနတ်ဖျားမစီနာမည်အပ်ဖို့
ရွာကလူကြီးတွေကရွေးချယ်လိုက်ကြပါလေဘာမှမသိတဲ့လီရိုနန်တို့ကတော့အမှားကြီးမှားသွားခဲ့ပါလေနောက်ထပ်ကျင်းစာတက်ရောက်ပုံကတော့ဟိုးဟိုးရှောင်းရီစီဆဲဝူမှာဆိုတဲ့ကားတာပါဒီကားတာဟာကျွန်ုပ်ရဲ့အမည်ကိုစက်တာပါလေကျွန်ုပ်ရဲ့ကံကြမ္မာကိုမျှဝေပါတယ်ဆိုတာပါဆိုလိုတာကတော့နတ်ဖျားမစီကိုကျွန်ုပ်နာမည်ဆက်တာပါလေကျင်းစာကိုလည်းမျှဝေခံစားပါမယ်လို့ပြောလိုက်တာနဲ့အတူတူပါပဲဒီကားတာကိုရွတ်ပြီးလက်တင်ဂီတာပါလုံးလိုက်မိရင်တော့နတ်ဖျားမရဲ့အာယုံဆိုင်မှုကိုခံရပါပြီနောက်တစ်မျိုးကတော့နတ်ဖျားမနဲ့တိုက်ရိုက်ထိတွေ့တဲ့ကျင်းစာပါဒီကျင်းစာအကြောင်းကိုအရင်မပြောခင် Trypophobia test အကြောင်းကိုအရင်ရှင်းပြခြင်းပါလေTrypophobia test တနည်းအားဖြင့်အပေါက်ငယ်လေးတွေကိုကြောက်ရွံ့ခြင်းဆိုတာဟာပုံစံတူအပေါက်ငယ်လေးတွေဒါမှမဟုတ်အဖူးထစ်သေးသေးလေးတွေစုပြုံနေတာကိုမြင်ရတဲ့အခါမှာကိုယ့်ရဲ့အရေးပြားဟာရားရံလာတာနောက်ကျောကနေခေါင်းရဲ့ထိပ်ထိအကျောချင်တွေထောင်တက်လာတာပြုတ်ဝမ်းခြင်းတလူလိုခံစားလာရတာအဲ့ဟာတွေကိုစက်မကြည့်နိုင်တော့ပဲမျက်နှာလွှဲထားတာဒီအရာတွေအပေါ်မှာဆက်ဆုပ်ယွန်ရှာလာပြီဆိုရင်တော့ Trypophobia ရှိနေပြီပဲဖြစ်ပါလေဒါဆိုဒီစမ်းသပ်မှုကဘာအတွက်လဲဒီစမ်းသပ်မှုကကောင်းတာလားမကောင်းတာလားဆိုတာထက်ကိုကဘယ်လိုအရာတွေကိုယွန်ရှာတတ်တယ်လဲဆိုတာကိုသိသွားအောင်ပါအပေါက်ငယ်လေးတွေကိုမြင်ရင်အရေးပြရားရံလာတာကလူတော်တော်များများမှရှိတဲ့သဘာဝတုံ့ပြန်မှုပဲဖြစ်ပါလေဒါပေမဲ့စိုးရင်စိတ်တွေများလာတာအသက်ရှူကျက်လာတာနဲ့နှလုံးတုန်တဲ့အထိဖြစ်လာပြီဆိုရင်တော့စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြသင့်ပါလေတချို့ကစိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ပြရင်ယူနေတယ်ဆိုတဲ့အထင်မြင်မျိုးတွေရှိတတ်ပါတယ်အဲ့လိုမတွေးပဲကိုကျန်းမာရေးလောက်ပဲရမှအရေးမကြီးပါဘူးတချို့ကြတော့ဒီလိုအပေါက်ရှိတဲ့တရဝါတွေအရာဝတ္ထုတွေကအနည်းရရှိတတ်တာကြောင့်အုံနောက်ကအလိုလိုရှောင်ရှားတတ်အောင်ကူညီပေးတယ်လို့လဲဆိုပါတယ်ကဲဒီတော့အပေါ်ကနတ်ဘုရားမရဲ့ကျိန်စာအကြောင်းနဲ့ဆက်သွားရရင်ဒုံဟာသူ့ညီဝမ်းကွဲနဲ့ဂူထဲကိုဝင်သွားပြီးနတ်ဘုရားမမျက်နှာကိုဖုံးထားတဲ့အဝတ်ကိုတွန်းလှန်လိုက်ပါတယ်ဖြစ်ချင်တော့အဝတ်ရဲ့နောက်ွယ်မှာမျက်နှာကြီးရှိမနေပဲ Trypophobia လို့ခေါ်တဲ့အပေါက်ငယ်လေးတွေကြီးဖြစ်နေပါလေကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲအပေါက်ငယ်လေးတွေရှိတဲ့အရာဟာအန္တရာယ်အများဆုံးရှိတတ်တာကြောင့်ဒီနေရာမှာနတ်ဘုရားမဟာလေအန္တရာယ်ရှိရဆိုတဲ့သဘောကိုဆောင်ပါလေအပေါက်ငယ်လေးတွေရှိတဲ့အပြင်လှုပ်စီလေးတွေပါဖြစ်နေတော့ပို့လို့တောင်ဦးရဖို့ကောင်းပါလေဒါပေမဲ့အခုဟာကဇကားဖြစ်နေတာကြောင့်ဦးရဖို့တောင်အချိန်မရလိုက်ပါဘူးအန္တရာယ်ရှိတဲ့နတ်ဘုရားမဆိုတဲ့အတိုင်းသူ့နဲ့အနီးဆုံးရှိပြီးသူ့မျက်နှာပါမြင်သွားတဲ့သူဟာကျိန်စာစွမ်းရင်အမြင့်ဆုံးကိုချက်ချင်းပဲခံစားလိုက်ရပါလေကဲထပ်ပြီးတော့နတ်ဘုရားမစီရစ်ပူဇော်ပုံကိုဆက်ပြောပြပါမယ်နတ်ဘုရားမရဲ့အရွေးချယ်ခံကလေးဟာ10နှစ်မပြည့်ခင်မှာအားလုံးကိုပြင်ဆင်ထားရပါတယ်နတ်ဘုရားမရဲ့ရွေးချယ်ခြင်းကိုခံရပြီဆိုတာနဲ့အဲ့ဒီကလေးဟာတီးသန့်နေထိုင်ရပြီးတီးသန့်စားသုံးရပါတယ်ထမင်းကောင်းကောင်းဟင်းကောင်းကောင်းတွေနဲ့စားရတော့မှာမဟုတ်ပဲပိုးဟန်ပိုးတုံးလုံးသပင်းနဲ့နတ်ဘုရားမကိုတင်မြောက်ထားတဲ့သွေးအသားစိမ့်တွေစားရပုံရပါတယ်ဒါတွေကိုစားခိုင်းတာဟာလူသားဘဝကနေဝိညာဉ်လောကဘက်ကိုကူးပြောင်းနိုင်စေဖို့အတွက်ပါတန်ရှင်းတဲ့ကလေးတယောက်ကိုနတ်ဘုရားမနဲ့နီးစပ်အောင်ကြားခံတဲ့သဘောမျိုးလုပ်ပေးတဲ့ပုံစံပါရစ်ပူဇော်မဲ့ရက်ကိုနီးလာပြီဆိုရင်နတ်ဘုရားမရဲ့အရွေးချယ်ခံကလေးဟာတကူလုံးမှာအင်းနေဆွဲထားရပါတယ်အားလုံးပြီးသွားပြီဆိုရင်တော့ရွာသားတွေဝင်ခွင့်မပြုထားတဲ့ဂူပေါဝါရှိမှတွားချထားလိုက်ပါတယ်ဒီနေရာမှာလေဂူပေါဝါရှိမှတွားချထားတဲ့ကလေးမရဲ့ဘေးမှာပန်းသီး9လုံးနှင်းသီး9လုံးနဲ့ငါးကောင်းပြက်တစ်ခုရဲ့လိမ္မော်သီး3လုံးဘဲဥ9လုံးနဲ့ဝက်ကောင်းပြက်တစ်ခုကိုထပ်တွေ့ရမှာပါ3လုံးထားရခြင်းကကျွန်တော်အရှိမပြောခဲ့သလိုပဲဝိညာဉ်အသွေးအသားကိုကိုးစားပြုပါတယ်9လုံးကတော့ကိလေသာ9မျိုးကိုကိုးစားပြုပါတယ်ဝက်ကောင်းပြက်နဲ့ငါးကောင်းပြက်ကတော့ရှေးရိုးဆွဲအယူဆတွေအရနတ်ဘုရားမရဲ့အမျက်ဒေါသကအရန်ကြီးတာကြောင့်ကလေးတယောက်နဲ့မလုံလောက်တာလို့ဆိုပါတယ်သူတို့ဘေးမှာစိတ်တကောင်ကိုလည်းတွေ့ရမှာပါနတ်ဆိုးအကြောင်းနောကျင်နေတဲ့ကျွန်တော် viewer တွေကိုတော့စိတ်ရဲ့အကြောင်းကိုရှင်းပြနေကြတာမလိုတော့တော့ဘူးလို့ထင်ပါတယ်နတ်ဘုရားမကိုချိတ်ပိတ်ထားတော့ဂူဒုံနဲ့သူ့ညီဝမ်းကွယ်ဂူထဲကိုဝင်သွားတော့မှန်နေအနီးအဝတ်ပတ်ထားတဲ့ရုပ်တုတွေကိုတွေ့ရမှာပါနေရတွေမှာမှန်နေရှိနေရတာဟာအောင်လန်းပညာအရာအရန်ကိုနှက်နဲလာပါလေမှန်တွေဟာကျိန်စာကိုလမ်းကြောင်းပြောင်းနိုင်တဲ့စွမ်းရည်ရှိတယ်လို့ယုံကြည်ကြပါလေနတ်ဘုရားမရဲ့ကျိန်စာဟာအရန်ကိုပြင်းထန်တာကြောင့်အပြင်ကိုမထွက်သွားအောင်မှန်နေနဲ့အယောင်ပြန်ဟပ်စေပြီးဂူထဲနေလောင်ပိတ်ထားတဲ့သဘောပါအနီရောင်ပိတ်စနဲ့မျက်နှာကိုစီးထားတဲ့အဆောင်အရှောက်ရုပ်တွေဟာမမြင်သင့်တာကိုမမြင်ရအောင်တားဆီးပေးထားတဲ့ပုံစံပါန
နတ်ဖျားမရဲ့မျက်နှာဟာကျိန်စာရဲ့အဓိကဗဟိုချက်ဖြစ်တာကြောင့်အဆောင်အရှောက်ရုပ်တုတွေဖြစ်တဲ့သူတို့တောင်မကြည့်ရဘူးဆိုတဲ့သဘောပါအချီကျိုးနီတွေနဲ့ခြိထားတာကတော့ရုပ်တုထဲမှာရှိတဲ့နတ်ဆိုးစွမ်းအင်တွေအပြင်ကိုမထွက်အောင်ချုပ်ထားတာဖြစ်တယ်လို့လူသားတွေရဲ့ဝိညာဉ်တွေကိုထိန်းချုပ်ထားတာလည်းဖြစ်နိုင်ပါတယ်အဝိညာဉ်ခြုံထားတဲ့ရုပ်တုတွေကတော့နတ်ဖျားမရဲ့အစင်းမြင့်စောင့်ရှောက်သူတွေဖြစ်နိုင်ပါတယ်သူတို့ဟာနတ်ဖျားမနဲ့ရွာသားတွေချိတ်ဆက်နိုင်ဖို့ကြားငံတဲ့အဖြစ်ကူညီပေးနေကြတာပါဒါကြောင့်လီရိုနန်ဟာသူ့စပင်ကိုဖားကိုကျွေးလိုက်တဲ့အချိန်မှာရုပ်တုတွေဟာသူ့မဘက်ကိုလှည့်လာကြပါတယ်အကြောင်းကတော့မင်းဟာနတ်ဖျားမနဲ့ချိတ်ဆက်လိုက်ပြီးနတ်ဖျားမကဒါကိုလက်ခံလိုက်ပြီးဆိုတဲ့သဘောပဲဖြစ်ပါတယ်အဲ့အချိန်မှာပဲလီရိုနန်ဟာကျိန်စာရဲ့သားကောင်ဖြစ်သွားရရှာပါပြီကဲဒါတွေကတော့ဇကားတွေကမာလာဗုဒ္ဓလို့ခေါ်တဲ့နတ်ဖျားမအကြောင်းအရာတွေဖြစ်ပြီးအခုဇကားတွေကနဲ့ချိတ်ဆက်ပေးသွားပါတော့မယ်ဒီဇကားဟာအပိုင်း၃ပိုင်းရှိပါတယ်ပထမပိုင်းကလီရိုနန်နဲ့သူ့ရီးစားတို့ဟာအွန်လိုင်းတစ်ခုမှာပတ်စံရဖို့တဘာဝလုံးရှာဖွေရေးအစီအစဉ်လုပ်ရင်ဒုက္ခရောက်ခဲ့ကြတဲ့အပိုင်းရဲ့ဒုတိယပိုင်းကတော့သူ့သမီးလေးအိမ်ပြန်ရောက်တော့အိမ်မှာတစ်ခုပြီးတစ်ခုဒုက္ခရောက်ခဲ့ကြတဲ့အပိုင်းရဲ့တတိယပိုင်းကတော့သူ့သမီးလေးရဲ့ကျိန်စာအစွမ်းပြော့သွားအောင်ပရိသတ်တွေကိုလှည့်စားခဲ့တဲ့အပိုင်းဆိုပြီး၃ပိုင်းခွဲကပြောပြသွားပြပါမယ်ဇကားရဲ့ပထမအစလီရိုနန်ဟာရီးသားဖြစ်သူတုံနဲ့သူ့ညီဝမ်ခွဲတို့နဲ့အတူတဘာဝလုံးရှာဖွေရေးစီစဉ်တစ်ခုမှာပါဝင်ခဲ့ပါတယ်။အကြောင်းကတော့အွန်လိုင်းတစ်ခုမှာနာမည်ကြီးအောင်အတွက်ပါ။ဘာမှကိုအယုံကြည်မရှိတဲ့သူတို့ဟာရီးသားဖြစ်သူရဲ့မျိုးရိုးစင်ဆက်အလိုက်ကိုးကွယ်လာခဲ့တဲ့နတ်ဖျားမအကြောင်းကိုမှတ်တမ်းယူဖို့အတွက်ချမ်းရွာကိုရောက်လာခဲ့ပါတယ်။မျိုးပြမှာကြီးပင်ခဲ့သူပြီးတုံဟာဒီဘာသာရေးအကြောင်းကိုလုံးဝမသိပါဘူး။သူတို့၃ယောက်ချမ်းမျိုးနွယ်စုရွာကိုမရောက်ခင်လမ်းမှာကြောက်တုံးရုပ်တုတစ်ခုကြောင့်ခိတ္တနာခဲ့ရပါတယ်။ဒီရုပ်တုဟာတာမန်ရုပ်တုဟုတ်မနေပဲနေမီကန့်တက်ထားတဲ့ရုပ်တုတစ်ခုဖြစ်နေပါတယ်။ရွာကိုမဝင်ခင်တတိပေးထားတဲ့သဘောလည်းတက်ရောက်ပါတယ်။အထူးပါနားမလဲတဲ့သူတို့၃ယောက်ကလည်းရွာထဲကိုဆိုက်မြတ်ရောက်သွားကြပါတယ်။ဒီနေရာမှာရွာတကားဝါဟာအနီရောင်ဖြစ်နေတာကိုလည်းတတိထားမိမှာပါ။အဲ့နီရောင်ကကျွန်တော်ရှင်းမှပြောခဲ့သလိုပဲရွာထဲကကျင်းစာတွေရွာပြင်ကိုပြတ်မသွားအောင်ထိန်းထားတယ်ဆိုတဲ့သင်္ကေတပါရွာဝင်ချင်းမှာပဲရွာသားမဟုတ်တဲ့လီရိုနန်ကိုရွာကအကြီးအကဲတွေကပြန်လွတ်ပါတယ်တို့ပေမဲ့လီရိုနန်ဟာဒုံနဲ့ရီးသားဖြစ်နေတာကြောင့်လီရိုနန်ရဲ့လက္ခဏာကိုကြည့်ခဲ့ကြပါတယ်ဒီနေရာမှာကလေးကရွာကအကြီးအကဲတွေကလီရိုနန်တို့ကိုသဘောထားကြည့်ပြလို့ရွာထဲအဝင်ခံတာမဟုတ်ပဲလီရိုနန်မှာကိုဝင်ရှိနေတာကြောင့်ပဲဖြစ်ပါတယ်အကိုဝင်တဲ့ကလေးကိုနတ်ဖျားမစီအနှံပြီးရဲကောင်အဖြစ်အသုံးချခြင်းလိုပဲဖြစ်ပါတယ်။ကလေးဟာချမ်းမျိုးဖြစ်တာကြောင့်နတ်ဖျားမအကြိုက်ဖြစ်မယ်လို့တွက်ဆထားတာကြောင့်ပါ။ကျွန်တော်တခုပြောချင်တာကရွာအကြီးကဲတွေကလီရိုနန်ရဲ့လက္ခဏာကိုကြည့်တယ်ဆိုတာကိုဝင်ရှိမရှိကိုကြည့်နေတာမဟုတ်ပဲသူဟာနတ်ဖျားမရဲ့စက္ကန့်သူအဖြစ်အဆင်ပြေလားဆိုတာကိုကြည့်နေတဲ့သဘောပါ။အဲ့ဒီနောက်ပိုင်းမှာတော့လီရိုနန်ဟာသူ့ရဲ့နာမည်ရောကလေးကိုပါနတ်ဖျားမစီကိုအပ်လိုက်မိပါတယ်။အယုံကြည်နဲ့မရှိတာကြောင့်ဘာမှမဖြစ်သူလိုပဲနေခဲ့ပါတယ်။လီရိုနန်တို့၃ယောက်ဟာအဆုံးကလေးကချမ်းမျိုးနွယ်စုတားမြစ်ထားတဲ့ကိုဖောက်ဝင်ပြီးမှတ်တမ်းယူဖို့ကြိုးစားကြမှာပါ။ဒီလိုနဲ့သူတို့၃ယောက်ဟာရွာသားတွေရေးပူဇော်နေတဲ့အချိန်ကြမှာခိုးချောင်ခိုးဝက်နဲ့ကိုတဲကိုဝင်ကအတွင်းထဲကမှန်နေအဆောင်တွေကိုစိတ်ကြဖြတ်စည်းပြီးတို့ဟာနတ်ဖျားမရဲ့မျက်နှာကိုတွန်းလှန်မိခဲ့တာကြောင့်အသက်သေဆုံးပြီးသူ့ညီဝမ်ခွေယွမ်မှာဆက်လက်သေဆုံးသွားပါတယ်။ဒီအပိုင်းမှာလည်းပြောစရာတွေရှိနေပါသေးတယ်။ရွာသားတွေကသူတို့၃ယောက်ရဲ့အစီအစဉ်ကိုတတိမထားမိပဲပေါ့နေခဲ့တာကြောင့်နတ်ဖျားမရဲ့အမျက်ဒေါသကိုခံလိုက်ကြရပါတယ်။ဒါကိုသိတဲ့ရွာသားတွေကနတ်ဖျားမရဲ့စိတ်ကိုလျှော့ဖို့အတွက်တို့ရဲ့အလောင်းကိုမီးရှို့ကဝိညာဉ်ကိုအမြဲဆုံးဆက်သခဲ့ပေမဲ့အချိန်နှောင်းသွားခဲ့တာကြောင့်ခန္ဓာကိုယ်တွေမှာအပူပိန်တွေထွက်လာပြီးတိတ်ဆုံးသွားခဲ့ကြပါတယ်။ကြည့်ရှုသူတွေစဉ်းစားမိစရာတခုတော့ရှိပါတယ်။အဲ့ဒါကရွာသားတွေဟာနတ်ဖျားမကျင်းစာကိုတခြားသူတွေစီခွဲဝေမပေးပဲသူတို့ရွာမှာပဲဘာလို့လွတ်ဝတ်ထားတာလဲဆိုတာပေါ့။ဒါကအတော်လေးကိုကတိကောက်အောင်နိုင်ပါလေ။ဘာလို့ဆိုရွာသားတွေကခင်းဆန်းဆက်ကိုးကွယ်လာခဲ့တာကြောင့်ဒီကျင်းစာနဲ့ရစ်ပူဇော်မှုတွေဟာသူတို့အတွက်တော့ထမင်းစားရည်တောက်တယ်လို့ပါပဲတာဝန်ကြီးတစ်ခုလိုလုံနေတာတကြောင်နတ်ဖျားမှာပေးတဲ့အစွမ်းကိုသူတို့ရွာသားတွေကလွဲရင်တခြားသူတွေကိုခွဲဝေမပေးချင်တာကြောင့်လည်းဖြစ်ပါတယ်ဒါဟာအစွန်းရောက်ကိုးကွယ်မှုတစ်ခုလည်းဖြစ်ပါတယ်ချမ်းရွာမှာဒီလိုတွေဖြစ်ပြီးရဲ့နောက်လီရိုနန်ဟာရွာကနေထွက်ပြေးလာပါတယ်မိဘတွေရဲတွေကိုအကူအညီတောင်းခဲ့ပြီးမြဲအကုန်လုံးဟာဒုက္ခရောက်ခဲ့ကြပါတယ်
လီရိုနယ်ဟာဒီကျိန်စာကိုလုံးဝကြောက်သွားခဲ့ပြီးစိတ်တွေအတော်ခြောက်ခြားလာတာကြောင့်ကျမ်းမာရေးဆရာဝန်နဲ့တောင်ပြသနေရပါတယ်ဒီနေရာမှာလည်းနောက်ထပ်မေးစရာရှိလာတာကဗီဒီယိုကိုအရင်ကြည့်မိတဲ့လီယိုနန်ကကြာဘာဖြစ်လို့မသေးတာလဲနတ်ဖျားမကသာလီယိုနန်ကိုတတ်လိုက်ရင်သူ့ကိုတီးတဲ့သူလုံးဝမရှိသွားမှကြောင့်လည်းဖြစ်ပါလေဒါကြောင့်ကျိန်စာကိုဆက်လက်ပြန်ပွားနိုင်မှုအတွက်နတ်ဖျားမဟာလီယိုနန်ကိုမတတ်ပဲလွတ်ထားခြင်းပဲဖြစ်ပါလေကဲဒါဆိုအပေါ်အကြောင်းနဲ့ဆက်ပြောရရင်လီယိုနန်ဟာဒီလိုတွေဖြစ်နေရင်းနဲ့ပဲဘိုက်တဲကကလေးဟာမွေးလာခဲ့တာကြောင့်စိတ်အခြေအနေမကောင်းသေးတဲ့သူမနဲ့ကလေးကိုခွဲထားလိုက်ကြပါလေဒါပေမဲ့မိခင်မြတ်တာကိုအပြည့်အဝခံစားခြင်းတဲ့လီယိုနန်ဟာသူမမယူဘူးဆိုတဲ့အချက်ကိုပြသမနေတော့ပဲတာမန်လိုအဖြစ်နဲ့သူ့သမီးလေးကိုသူ့စီပြန်ခေါ်ထားနိုင်ဖို့ကြိုးစားပါတော့တယ်ဒီကြိုးစားမှုတွေကြောင့်6နှစ်အကြာမှာလီယိုနန်ဟာသူ့သမီးလေးကိုပြန်ရဖို့အတွက်ဖြစ်လာပါတော့တယ်အရန်ကိုပျော်ရွှင်နေတဲ့လီယိုနန်ဟာသူ့သမီးလေးပြန်လာရင်စိတ်မညှို့ညင်အောင်ထားဖို့အလိုလိုက်ဖို့ဆုံးဖြတ်ထားပါတယ်ဒီကနေပဲဒုတိယအပိုင်းစတင်มาတော့တယ်သူသမီးလေးတိုတိုအိမ်ကိုပြန်ရောက်လာမှဖြစ်တာကြောင့် welcome ဆိုတဲ့စာသားလေးနဲ့ကြိုဆိုဖို့ပြင်ဆင်နေပါတယ်အဲ့ဒီနေရာမှာ welcome မှာ l ပြုတ်နေပြီးတော့ welcome ဖြစ်နေတာကိုသတိထားမိမှာပါအကြောင်းကတော့နင်သမီးအိမ်ပြန်လာရင်ငါတို့လည်းလာပြီဆိုတဲ့သတိပေးတာပဲဖြစ်ပါတယ်သမီးဖြစ်သူတိုတိုအိမ်ပြန်ရောက်လာတာကြောင့်လီယိုနန်ဟာသမီးလေးနဲ့အတူစော့နေပါတယ်စော့နေရင်းကနေလီယိုနန်ဟာသူသမီးလေးတိုတိုရဲ့နာမည်အရင်ဖြစ်တဲ့ချမ်းလီထန်းဆိုတဲ့နာမည်ကိုရေးပြလိုက်ပါတယ်ချမ်းလီထန်းကဒိုဒိုရဲ့နာမည်အရင်ဖြစ်တာကြောင့်နတ်ဖျားမဟာချက်ချင်းဆိုသလိုရှာတွေ့သွားခဲ့ပါလေရွာမှာအဖွားကြီးပြောခဲ့တဲ့နာမည်ကိုအပ်ထားပြီးရင်လုံးဝမသုံးရမေ့ပြရမယ်ဆိုတဲ့စီကံကိုမတိဘဲနဲ့ဖောက်ဖျက်မိသွားပါလေဒိုဒိုနာမည်အရင်ကိုမပြောခင်ထိအရာအလုံးဟာအဆင်ပြေနေပြီမဲ့နာမည်အရင်ကိုပြောပြပြီးတဲ့နောက်မှာတော့အိမ်တွင်းမှာခြောက်ခြားစရာတွေတစ်ခုပြီးတစ်ခုစတင်လာပါတော့တယ်သမီးဖြစ်သူတူတူဟာလည်းနာနာဘဝတွေကိုစတင်မြင်လာရပြီးကျိန်းစာစွမ်းရင်အပြည့်အဝကိုခံစားလာရပါတော့တယ်ဒီအပိုင်းမှာလည်းနောက်ထပ်ရှင်းပြစရာတွေရှိနေပါသေးတယ်နတ်ဖျားမဟာရွာကလူတွေကိုတတ်ပြီးကျိန်းစာစွမ်းရင်ထည့်ဖို့ဒူတို့ကိုရှာနေတာပါဘာလို့ဆိုလီယိုနန်ဟာဒူတို့ကိုနတ်ဖျားမစီအပ်ထားတာကြောင့်ပဲဖြစ်ပါလေနမည်ရေးမသုံးတဲ့တူတူဟာ6နှစ်တာလုံးမိဘမဲ့ကေဟာမှာအဆင်ပြေနေပြီမဲ့အိမ်ပြန်ရောက်လာချိန်မှာတော့နမည်အရင်သိရှိသွားတာကြောင့်ချက်ချင်းဆိုသလိုကျိန်းစာတွေဝင်ရောက်လာပါတော့တယ်6နှစ်တာလောက်ပြောင်းနေပြီးကျိန်းစာကိုလက်ခံလိုက်ရတဲ့တူတူဟာရေပူစော်ခံမှုအရွယ်ရောက်နေပြီပဲဖြစ်ပါလေနတ်ဖျားမနဲ့ကျိန်းစာတိုက်ရိုက်ထိတွေ့ထားတဲ့သူဟာလီရိုနန်ရဲ့ဒူတိုရဲ့2ယောက်ပဲရှိတာကြောင့်ဒူတိုဟာကျိန်းစာကိုအပြင်းထန်ခံစားလာရပါတော့တယ်ဒါကိုမကြည့်ရတော့တဲ့လီရိုနန်ဟာဒူတို့အတွက်ကဲတင်နိုင်မဲ့ဆရာရှာရပါတော့တယ်ဆရာကိုရှာတွေ့ပေမဲ့လည်းလီယိုနန်ရဲ့ပေါ်ဆမှုကြောင့်အကုန်ဒုက္ခရောက်ကုန်ပါလေဒီလိုနဲ့ပဲနောက်ဆုံးမှာတော့လီယိုနန်ဟာကျိန်းစာရဲ့အလုံးလုံးပုံကိုတဖြည်းဖြည်းနဲ့နားလည်သွားပြီးအွန်လိုင်းပေါ်မှာသူ့မိသားစုနဲ့စိန်ထိန်ချုပ်မှုတွေအကြောင်းကိုပြောကပရိသတ်တွေစီကိုတဖြည်းဖြည်းနဲ့ချင်းကပ်ပါတော့တယ်ဒီကနေပဲအပိုင်း3ဟာစတင်လာပါတော့တယ်လီယိုနန်ဟာဇလန်းရဲ့အစမှာကတည်းကပရိသတ်တွေရဲ့စိတ်ကိုနတ်ဖျားမနဲ့ချိတ်ဆက်ပေးနေပါလေလီယိုနန်ဟာပရိသတ်တွေရဲ့စိတ်ကိုဥပမာလေးတွေပေးပြီးခိုင်းစေနေပါလေလူတွေဟာပုံမှန်ဆိုရင်အာယုံစူးစိုက်ဖို့ခက်ခဲပေမဲ့ဘာသာရေးအထင်းကိုရှိတဲ့နယ်ပယ်တွေကကိစ္စတွေနဲ့ပြောဆိုလာရင်လူဟာအာယုံစိုက်နိုင်သွားကြပါလေဒါကိုကောင်းကောင်းနားလည်တဲ့လီယိုနန်ဟာဆူတောင်းခြင်းဆိုတဲ့အရာကိုအသုံးချပြီးပရိသတ်တွေရဲ့စိတ်ကိုနတ်ဖျားမနဲ့ချိတ်ဆက်ပစ်ပါလေဒါကြောင့်လီယိုနန်ဟာငါတို့ရဲ့ဆန္ဒတွေကလောကကြီးကိုတိတ်တိတ်ဆိတ်ပုံဖော်နေတယ်လို့ပြောလိုက်တာကမင်းတို့အခုဒီဗီဒီယိုကိုကြည့်နေတာငါစကားအတိုင်းလိုက်လုံနေတာကငါသမီးလေးကိုကဲတင်ဖို့ငါသမီးရဲ့အပေါ်မှာကြားရောက်နေတဲ့ကျိန်းစာကြီးကိုခွဲဝေပေးမဲ့အစီအစဉ်မှာမင်းတို့ကိုယ်တိုင်ပါဝင်နေတာပါလို့တွေ့ဝိုက်ပြီးပြောလိုက်တာပဲဖြစ်ပါလေဆက်ပြီးလီယိုနန်ဟာပရိသတ်တွေရဲ့စိတ်ကိုထိုးပေါက်မှုအပြီးမှာတော့နတ်ဖျားမနဲ့ပတ်သက်တဲ့အင်းလက္ခဏာပုံကိုကြည်ခိုင်းတာလက်အနေထားတွေကိုလှုပ်ခိုင်းတာဟိုရှောင်းကြီးစီဆဲဝူမှာဟာကောင်းချီးပေးတဲ့ကာရာပါဆိုပြီးရုပ်ခိုင်းတာတွေကနတ်ဖျားမနဲ့လုံးဝကိုချိတ်ဆက်ပေးလိုက်တာပါကဲဒီလိုနဲ့ဇကားအစုံပိုင်းကိုရောက်လာတဲ့အချိန်မှာတော့လီယိုနန်ဟာအကြံကုန်ကလုံစားချက်ပါတော့တယ်သူသမီးလေးခံစားနေရတဲ့ကျိန်းစာကိုရော့သွားအောင်ပရိသတ်တွေနဲ့နတ်ဖျားမမျက်နှာကိုပေးတွေ့လိုက်ပါတော့တယ်ဒါကိုကြည့်မိတဲ့ပရိသတ်တွေကလည်းအကုန်ကျိန်းစာတက်ရောက်ကုန်ပြီးဒိုတို့ပေါ်ကြားရောက်မဲ့ကျိန်းစာစွမ်းအင်ကလည်းပျော့သွားခဲ့ပါလေနတ်ဖျားမမျက်နှာကိုမပြခင်ဂူထဲမှာမှန်နေအကုန်ကိုထုခွဲခဲ့ပြီးကျိန်းစာထင်းအယုတ်တွေကိုလည်းနေရာရွှေ့ခဲ့တာကြောင့်ဂ
ဂူထဲကကျင်းစားတွေကအပြင်ဘက်ကိုထွက်ကုန်ပါလေဒီမှာလည်းနောက်ထပ်ပြောစရာရှိနေသေးတာကနတ်ဖျားမကို10နှစ်တခါရေးပူဇော်မှုမလုပ်တော့ဘူးလားဆိုတာပါဒါကိုရှင်းပြရရင်လုံးဝမလိုပါဘူးအရင်တော့ကရေးပူဇော်မှုလုပ်တယ်ဆိုတာရွာသားတွေကြီးပဲကိုးကွယ်ထိန်းချုပ်နေတာကြောင့်အစွမ်းသိမ့်မရပါဘူးအခုကတကဘာလုံးကျင်းစာမိသွားတာကြောင့်အားလုံးကိုအနှောက်အယှက်ပေးနိုင်သွားပါတယ်ဒီအနှောက်အယှက်ချောက်လန့်မှုတွေကနေစွမ်းအားဟာပုံမှုရလွယ်တာကြောင့်ပဲဖြစ်ပါတယ်ဒီဇကားဟာခြောက်ချားစရာကောင်းတာထက်ပိုးတုံးလုံးလိုအကောင်တွေပိုးဟတ်တွေလှုပ်စီဖြစ်နေတဲ့အပေါက်ငယ်လေးတွေကြောင့်စိတ်ထဲမယိုးမရွာဖြစ်ခဲ့ရပါတယ်နောက်ပြီးဒီဇကားဟာဖြစ်ရမှန်ကိုအခြေခံကရိုက်ကူးထားပါတယ်2005ခုနှစ်ထိုင်ဝမ်နိုင်ငံကောင်းရှက်မြို့မှာဖြစ်ပွားခဲ့တဲ့ဝူမိသားစုဝင်6ဦးရဲ့ဖြစ်ရပဲဖြစ်ပါတယ်မိသားစုဝင်6ဦးလုံးကသူတို့ရဲ့ကိုယ်ထဲမှာနတ်ဖျားတွေရောက်နေတယ်ဆိုပြီးတယောက်နဲ့တယောက်ရန်သူတွေလိုသဘောထားကတိုက်ခိုက်ခဲ့ကြပါတယ်တဦးကငါကမှနတ်ဖျားဝင်ပူးတာမင်းတို့ကနတ်ဆိုးဝင်ပူးတာစသဖြင့်ညင်းကုန်တိုက်ခိုက်စားရည်တွေနဲ့ပတ်ရိုက်နှက်မှုတွေပါပြုလုပ်ခဲ့ပါတယ်ဒီလိုလုပ်ရက်တွေကြောင့်တမီးဖြစ်သူဟာအစာရည်ငတ်မှုကြောင့်တည်ဆုံးသွားခဲ့ပါတယ်သူမဒီလိုတည်သွားပြီမဲ့ကျန်မိသားစုဝင်တွေကနတ်ဆိုးထွက်သွားအောင်လုပ်နိုင်ခဲ့တယ်ဆိုပြီးယုံကြည်နေခဲ့ကြပါတယ်ဒါရိုက်တာကတော့ဒီဖြစ်ရက်ကနေယုံကြည်မှုဟာဘလောက်တောင်ကြောက်စရာကောင်းတယ်လဲဆိုတာကိုပုံဖော်နိုင်ခဲ့ပါတယ်ဘလို့ပဲပြောနောက်ဆုံးမှာတော့လီရိုနန်ဟာသူ့အသက်ကိုစတေးပြီးသူ့သမီးတယောက်အတွက်နဲ့ပရိသတ်တွေကိုကြားခံတဲ့အဖြစ်အသုံးချနိုင်ခဲ့ပါတယ်